မင်္ဂလာပါခင်ဗျာ SOK ဖြည့်ရှင်းမြတ်တဲ့ပုံစံများစီစဉ်နေကြိုဆိုပါရခင်ဗျာကျွန်တော်တာတူပါကျွန်တော်ဒါတီးပါခင်ဗျာကဲတတိဟုတ်ကဲ့ကိုမင်္ဂလာပါညီလေးမင်္ဂလာပါကိုဒါတူအေးဆိုတော့ဒီတပတ်မှာတော့အကူကပဲပူဇော်လိုက်တော့မယ်ဒီနေ့ကိုဘာတွေပြောပြဖို့လို့ရှာလာခဲ့လဲရှာလာတယ်ကိုဒါတူဟုတ်လားစိတ်ဝင်စားမှာဟုတ်ပြီဗျာအကူရပြီကဲဒါဆိုရင်ပြောပြပါဦးနော်ကိုဒါတူပြောပြမယ်ကြာဒီနေ့ရှာလာတဲ့အကြောင်းကဒန်နာကြီးဖြစ်သွားတဲ့လူတစ်ယောက်ဒီကူပါဆိုတဲ့လူတစ်ယောက်ဒန်နာကြီးအောင်ဖြစ်သွားဆိုဒါ तू ကထူးခြားမှုတစ်ခုဖြစ်သွားတယ်ထင်တယ်နော်ကြည်ရတာဟုတ်တယ်ဟုတ်ပြီဗျာကဲကိုဒါတူတော့ပြပြမယ်နော်ဟုတ်ပြီဗျာနားထောင်မယ်ဗျာဒီကူပါဒန်နာကြီးဖြစ်သွားတဲ့လူတစ်ယောက်1982ခုနှစ်နိုဝင်ဘာလ24ရက် Thanksgiving မတိုင်မီညလူတစ်ယောက်ဟာသမိုင်းဝင်ဖြစ်လာခဲ့တယ်ပြီးတော့အဲ့ဒီလူဟာအလုံးစုံပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီလူကသူ့ကိုယ်သူ DB ကူပါလို့ခေါ်ခဲ့တယ် Portland အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့လူလက်တန်းအရွယ်မျိုးသားတစ်ယောက်က Dan Cooper ဆိုတဲ့နာမည်နဲ့ဝမ်းဝေးတစ်ကဲဝယ်ခဲ့ပါတယ်သူဝှေ့ထားတာကတော့အနက်ရောင်အနောက်တိုင်းဝှက်စုံရှက်အင်ကြီးအဖြူရောင်အနက်ရောင်နက်ကိုင်ဝှက်ဆင်ထားတယ်ဘာမှထူးခြားမှုမရှိဘဲနဲ့အကုန်လုံးပုံမှန်ပါပဲဘာမှလည်းသတိမထားမိလောက်အောင်ပဲဒါပေမဲ့သူက Northwest Orient Airlines flight number 305ကိုတက်လိုက်တဲ့အချိန်ကစပြီးတော့အရာအားလုံးကပြောင်းလဲသွားပါတယ်ဟာအဲ့ဒါဆိုလို့ရှိရင် तू ကဘာလုပ်တာလဲလင်းကိုပြန်ပြီးဆွဲမလားတခုခုပေါ့တိုက်ခိုက်ဖို့လုပ်တာလားမသိဘူးစိတ်ဝင်စားဖို့ကောင်းသွားပြီနော်အဲ့တော့ကိုလာလူဆက်နားထောင်မှာနော်စိတ်ဝင်စားစရာဆက်ပြီးတော့ပြပေးမယ်နော် โอเคဗျဟုတ်ပြီနားထောင်မယ်နော်နားထောင်မယ်ပြမယ်နော်ကိုလာလူပြောပြပါဗျာဟုတ်ပါပြီလင်းထွက်သွားပြီးတော့မကြခင်ပါပဲ तू ကလင်းမယ်တယောက်ဖြစ်တဲ့ Florence Schaffner ကိုစာတစောင်ပေးလိုက်ပါတယ်အစမှာတော့ သူမအရေးလိမလို့ပဲနဲ့လှိလျူရှုထားခဲ့တယ်ဒါပေမဲ့ကူပါအနားကပ်ပြီးတော့တိုးတိုးပြောလိုက်တယ်မင်းအဲ့ဒီစာကိုဖတ်ပါငါမှဘုံရှိတယ်ဟာအဲ့ဒါဆိုရင် तू ကအေးဘောခုနနော်ကိုတော်တူးထင်တယ်လို့ပဲဒါတကယ်ဘုံရှိပြီးတော့ပဲဒီလေရင်ကိုပြန်ပြီးဆွဲဖို့တိုက်ခိုက်ဖို့လုပ်တာထင်တယ်နော်ဟုတ်တယ်ကိုတော်တူးစိတ်ဝင်စားထပ်ပြီးတော့စိတ်ဝင်စားဖို့ကိစ္စတွေရှိသေးတယ်အကြောင်းဟုတ်ပြီဗျာโอเคဟုတ်ပြီပြောပြမယ်နော်စမ်းထောင်မယ်နော်သူ့ရဲ့လက်ဆွဲအိတ်ထဲမှာဝါယာကြိုးတွေဒိုင်းနမိုက်လို့ယူဆရတဲ့အနီရောင်စလင်ဒါအချောင်းလေးတွေအဲ့ဒါတွေကတကယ်ဘုံလို့ပဲထင်ရပါတယ်ဘယ်သူမှလည်းတန်တရားမဝင်ခဲ့ဘူးကူပါဟာတည်ငြိမ်ပြီးတော့တိကျတယ်သူတောင်းဆိုတာဒေါ်လာငွေသား2သိန်းလေဒီလေးခုလေရင်စင်းသက်ပြီးချင်းလောင်စာကားအစင်သင်းဆောင်နေရမယ်အာနာပိုင်တွေကသူလိုအပ်တဲ့လူအားလုံးဖြည့်ဆည်းပေးခဲ့တယ်လေရင်ကလည်းစီရတဲ့လေစိတ်မှာစင်းသက်ခဲ့တယ်ခီးတဲ့တွေအားလုံးတော့လွတ်ပေးခဲ့တယ်သူ့ကိုလည်းသူတောင်းတဲ့ငွေကိုပေးခဲ့တယ်လေကြီးကိုလည်းလက်ထက်ထည့်ပေးခဲ့တယ်သူအဲ့ဒါရပြီးတော့ तू ဘာတွေဆက်လုပ်မလဲမသိဘူးနော်ဟုတ်တယ်ကိုလာတို့ तू နောက်ထပ်ပြီးတော့ तू ဆက်ပြီးတော့ तू သွားမဲ့လမ်းကြောင်းတိုင်းပေါ့နော် तू ဆက်ပြီးတော့လုပ်တယ်ကိုလာတို့စိတ်ဝင်စားပါဟုတ်တယ်စိတ်ဝင်စားတယ်ဘာလို့ဆိုဒီ Seattle လေဆိပ်ကိုလည်းဆင်းလာပြီးပြီလေရင်ကဆင်းလာပြီးတဲ့အပြင်မှာ तू တောင်းဆိုတာတွေကိုလည်းဟိုကအာနာပိုင်တွေကပေးလိုက်တယ်ဆိုတော့ပေါ့နော် तू ဘာဆက်ပြီးလုပ်ပြီးတော့ဘာတွေဖြစ်မလဲပေါ့ဒါတကယ်စိတ်လို့ဆောက်ကောင်းလိုက်တဲ့အချိန်မှာတော့ तू နဲ့ဟိုပါပဲလင်းဝင်ရနေပဲရှိတော့မယ်ပုံစံမျိုးလို့ပေါ့နော်ဟုတ်လားဟုတ်ပြီဗျာကဲဆက်ပြောပြအောင်နော်ဟုတ်ပြီဗျာပြီးရနဲ့ကူပါလင်းကိုပြန်တက်စေလိုက်တယ်ဥတီယာတော့မက္ကဆီကိုစီးတီးပါဒါပေမဲ့အဲ့ဒီနေရာကို तू မရောက်ခဲ့ပါဘူးဟာ तू လေရင်နဲ့ तू ထွက်သွားတယ်နော်နောက်ပြီးတော့ तू မှလည်း तू တောင်းဆိုတာတွေအလုံးပေးလိုက်တယ်မရောက်ခဲ့ဘူးဆိုတော့ဘယ်လိုလဲဖမ်းမိသွားလားဒါမှမဟုတ်လေရင်ကိုပောက်ခွဲမိသွားတာဖောက်ခွဲဖြစ်သွားလားအဲ့တော့ကိုဒါတူဆက်ပြီးတော့နားထောင်နော်ဆက်ရှင်းပြမယ်နော်နားထောင်နေပြီဒီမှာဆက်ပြောပြမယ်နော်ဟုတ်ပြီဗျာပစိဖိတ်အနောက်မြောက်ပိုင်းတောအုပ်တွေအပေါ်တနေရာမှာကူပါကဘယ်သူမှမတင်မှတ်နိုင်တဲ့မမျောလင့်ထားတဲ့အရာတစ်ခုကိုပြုလုပ်ခဲ့တယ် Boeing 727 လေရဲ့အနောက်ဘက်လေကားကိုဖွင့်ချလိုက်တယ်အဲ့ဒီလိုလုပ်လို့ရတာကိုလည်းလူအများမသိကြဘူးပြီးတော့သူခုန်ချလိုက်တယ်အေးခဲနေတဲ့မိုးညတွေကိုခုန်ချလိုက်တာပေါ့တဲထန်တော်ရွာသုံးနေတဲ့မိုးတွေကိုပါဒန်နာကြီးတွေကိုပါအဲ့ဒီအချိန်ကစပြီးတော့သူဟာဒန်နာကြီးတစ်ဖွဲတွင်ရင်လောက်အောင်ကြော်ကြားလာသူဖြစ်လာတယ်ဟာအဲ့တော့ဆိုရင်တော့တော်တော်ကိုခက်ခဲနေရမျိုးနော်မှောင်မိုက်နေတယ်မိုးတွေလည်းတဲထန်ဆောင်ရွာသုံးနေတယ်ဟိုတက်တော်တွေလည်းထူတဲ့နေရမျိုးနော်ဒါရုပ် तू ခုံချသွားတာဟာအဲ့ဘာလို့ဆက်ပြမလဲမသိဘူးနော် तू လွတ်မြောက်သွားလားဟို तू အဲ့ဒီမှာပဲတိတ်ဆုံးမှုဖြစ်သွားလားမသိဘူးနော်ဒါပေမဲ့အဲ့ဒါတော့နောက်ကိစ္စလေးဆက်ရှိသေးတယ်ပေါ့နော်ရှိသေးတယ်နော်ဟုတ်ပါပြီဟုတ်ပြီဗျာဒီကိစ္စဟာအမေရိကန်ပြည်ထောင်စု Federal စုံစမ်းစစ်ဆေးရေးဌာန FBI ရဲ့အကြီးမားဆုံးစုံစမ်းမှုတွေကတစ်ခုဖြစ်လာတယ်အမှုနာမည်က Norwest Hijacking
အနောက်မြောက်လေရင်ပြန်ပြီးဆွဲခြင်းပါစုံစမ်းရေးမှုတွေကတော့တောအုပ်တွေမြစ်တွေတောင်တွေမှာအသေးစိတ်ရှာဖွေမှုတွေပြုလုပ်ကြတယ်ဒါပေမဲ့ဘာမှမတွေ့ခဲ့ဘူးဘသူ့ကိုမှလည်းမတွေ့ခဲ့ဘူးလေဒီတစ်ခုမှလည်းမတွေ့ဘူးသူ့ဝါသာသာသူကူပါဆိုပြီးတော့အမိတက်သွားတဲ့လူရဲ့အရေးတောင်မရှိပါဘူးနှစ်တွေကြာလာပြီး1980ခုနှစ်မှာကလေးတယောက်ကကိုလံဘီယာမြေကမ်းလားတစ်လျှောက်မှာထူးခြားတဲ့အရာတစ်ခုကိုတွေ့ခဲ့တယ်ပျက်စီးနေတဲ့ဒေါ်လာငွေသား9800ငွေသားတွေရဲ့စီရွယ်နံပါတ်တွေကကူပါရဲ့ပြန်ပြီးရွေးဖို့ပေးထားတဲ့ငွေတွေရဲ့နံပါတ်တွေနဲ့တူနေတယ်ဒါပေမဲ့အဲ့ဒီငွေတွေကဘလို့ရောက်လာတာလဲဆိုတာတော့ဘယ်သူမှမသိနိုင်ဘူးဒါဆိုရင်တော့အဲ့ဒါတော်တော်ထူးဆန်းသွားပြီနော်။ဘာလို့ဆိုတော့ဒီအာနာပိုင်တွေကလည်းဒီကူပါကိုသူဒီငွေတွေစပေးတယ်ပေါ့နော်။ခုနဒီပြန်ပေးရွေးဖို့ငွေတွေပေးတယ်ပြီးတော့လေဒီတွေပေးတယ်အဲ့ဒီတော့ကလေးကဒီငွေတွေကိုတည်တည်ချာချာဒီ serial number တွေကိုပါသူတို့နော်ဟိုမှတ်ထားပြီးမှပေးလိုက်တာဖြစ်ပုံရတယ်နော်။အဲ့ဒီတော့ဒီငွေသားတွေကလုံးဝကိုအဲ့ serial number တွေနဲ့အတူဘာဖြစ်လို့ဒီကဏ္ဍကိုဘယ်လိုရောက်လာလဲမသိနော်။နောက်တဲ့အဲ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ထင်မြင်စားချက်တွေရှိသေးတယ်။ဟုတ်ပြီဗျာ။ကဲပြောပြမယ်နော်။တော်တော်နည်းနည်းတော့ပြောပါအောင်ဗျာ။နှစ်ပေါင်းများစွာအတွင်းလူတွေကထင်မြင်ယူဆချက်မျိုးမျိုးထုတ်ခဲ့ကြတယ်ပထမယူဆချက်တစ်ခုအနေနဲ့ကသူအသက်မရှင်ခဲ့ဘူးတချို့ကယုံကြည်တာကူပါဟာခုံချခဲ့တဲ့ညမှာတိတ်ဆုံးသွားခဲ့တယ်အမှောင်ညာလည်းဖြစ်နေမှုအေးလွန်ခင်းမှုလေတိုင်နှုံးပြင်းထန်မှုတစ်တော်ထူထပ်တဲ့တောင်တန်းများစတဲ့အခြေအနေတွေကြောင့်သူရှင်သန်ဖို့မလွယ်လောက်ဘူးလို့ယူဆကြတယ်သူဝစ်ထားတာကလည်းရိုးရိုး business အနောက်တိုင်းဝစ်စုံရိုးရိုးပါ survival gearအသက်ရှင်ဖို့တည်တံ့ထုတ်ထားတဲ့အဝတ်စားတွေလည်းမဟုတ်ပါဘူးအတွေ့အကြုံရှိတဲ့လေရီးခုံသမားတယောက်ဆိုရင်တော့ဒီလိုအခြေအနေမျိုးကိုမရွေးချယ်ပါဘူးအဲ့ဒါကြောင့်သူအသက်မရှင်နိုင်ဘူးလို့ယူဆကြပါတယ်ကူပါကတောအုပ်ထဲမှာအသက်ဆုံးရှုံးသွားနိုင်ခဲ့ပါတယ်တချို့သူတွေကကူပါဟာကျွမ်းကျင်သူတယောက်လို့ယူဆကြတယ်ဘာကြောင့်လဲဆိုတော့ Boring 727ကိုသူရွေးချယ်ခဲ့တယ်လေရီးတောင်းဆိုပုံတိကျတယ်လေရဲ့မြန်နှုန်းနဲ့ပင်လယ်ပြင်အမြင့်altitude ကိုထိန်းချုပ်နိုင်ခဲ့တယ်။ဒီအချက်တွေကသူကစစ်ပတ်ဆိုင်ရာလေ့ကျင့်ရရှိထားသူဖြစ်နိုင်တယ်လို့လည်းပြောကြတယ်။အဲ့ဒါကြောင့်သူဘာလုပ်နေတယ်ဆိုတာကိုသူသိပြီးတော့လွတ်မြောက်နိုင်တယ်လို့လည်းယူဆကြတယ်။ကူပါဖြစ်နိုင်တဲ့လူတစ်ယောက်ရှိပါတယ်။ Richard McQuine Jr. ပါ။သူကကူပါရဲ့လေယာဉ်ပြန်ပေးဆွဲမှုအပြီးလအတန်ကြာမှာကူပါလုပ်ခဲ့တဲ့ပုံစံနဲ့တစ်ထက်တဲနီးပါးဆင်တူတဲ့လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုလုပ်ခဲ့တယ်။နီလန်တူပဲလေရင်အမျိုးအစားလည်းတူတယ်တောင်းဆိုတဲ့ငွေပမာဏလည်းတူတယ်ဒါပေမဲ့သူ့ကိုဖမ်းမိခဲ့တယ်အဲ့ဒါကြောင့်သူကကူပါလားကူပါကိုလိုက်တူတဲ့ copycat လားဆိုတာတော့မသိကြသေးပါဘူးနောက်ထပ်ထင်မြင်ယူဆချက်၄ခုမြောက်အနေနဲ့ကတော့ Robert Rackstraw ပါသူဟာလေရင်မှုပေါင်းတစ်ယောက်ဖြစ်ပြီးတော့ပောက်ကွဲပစ္စည်းကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်တယ်သို့တော့တက်သေးအထောက်ထားမလုံလောက်ခဲ့ပါဘူးတချို့ကတော့ကူပါအစီအစဉ်ကိုပြီးပြည့်စုံစွာစီမံထားတယ်လို့ယူဆကြတယ်သူဟာမိသူမိဘဖြစ်ကြောင်းမှတ်တမ်းမရှိတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အရာရာကိုပြီးပြည့်စုံအောင်စီစဉ်ချသွားခဲ့တယ်တေချာကြီးရတဲ့အတိတ်လည်းမရှိဘူးမှတ်တမ်းလည်းမရှိအမှားလည်းမရှိပြီးတော့လူထဲမှာတာမန်ဘဝနဲ့ပြန်လည်နေထိုင်သွားတာလည်းဖြစ်နိုင်တယ်ထာဝရအမည်မရှိတဲ့လူတစ်ယောက်လည်းဖြစ်နိုင်တယ်ဒါဆိုသူကတော်တော်ကိုထူးဆန်းတာပဲเนาะတကယ်ဆိုရင်เนาะအခုဟိုပေါ့ဒီဓာတိပြောပြတာကိုနားထောင်ကြည့်တော့လေဟိုအကိုကလည်းပထမထင်မြင်ယူဆချက်တွေမှာလည်းဟိုတွေးလိုက်မိတာပေါ့နော်လိုက်ပြီးတော့เนาะသူတို့ယူဆချက်အပေါ်မှာတကယ်ပဲသူကစစ်ဘက်ဆိုင်ရာကျွမ်းကျင်ပြီးတော့ဒီလေဒီခုနဲ့အတွေ့အကြုံလည်းရှိတယ်เนาะပြီးတော့နောက်တစ်ခုရှေ့မှာပြောတော့ဒီလင်းရင်ဒီနောက်ဖက်မှာဟိုနော်ဖွင့်ပြီးတော့ရေးပေါ်တကားပုံလို့အဲ့ဒါကလည်း तू သိနေတာလေတာမန်လူဆိုမသိနိုင်ဘူးဆိုတော့ကိုကအဲ့ဒါလည်းဖြစ်နိုင်လားလို့လည်းတွေးမိပြန်ရောနော်ပြီးတော့အခုဒီသူ့တူတဲ့နောက်နော်တယောက်လိုအဲ့လိုမျိုးပေါ်လာတဲ့ပုံစံပေါ့နော်ဒါပေမဲ့လည်းလကြာပြီးမှပေါ်လာတာနော်လတညာပြီးမှပေါ်လာတယ်ပေါ်လာပြီးမှ तू ကလည်းအဲ့အပြုတ်မှုအတိုင်းလဲလှုပ်တဲ့အပြင်မှာအဲ့လို तू တောင်းဆိုသလိုပဲတောင်းဆိုတာဆိုတော့နော်ပြီးတော့သူ့တော့ပြန်မိသွားတယ်ဆိုတော့ခါကျတော့ဒါဆိုရင်ကိုပါကသူ့ပဲလားပေါ့နော်အဲ့လိုပဲပြန်ဖြစ်ပြန်အောင်ပေါ့နော်ဟိုတွေးစရာတော့နည်းနည်းတော့တော်တော်ကိုများတယ်ပေါ့နော်ဒါတော့တကယ် तू ကဟိုတကယ်ကြီးသာဆိုရင်ကွာအကိုကဟိုဘယ်လိုပြောမလဲချီးကျူးရမယ့်လူမျိုးပေါ့နော်နော်တေးတေးတက်တက်ပြီးစုံစုံကို तू ကဘာမှကိုနော်ဟိုသူ့အတွက်အနောက်ဆက်မဖြစ်အောင် तू အကုန်လှုပ်သွားတဲ့သဘောမျိုး तू ဖြစ်ချင်တဲ့ဟိုအကြောင်းအရာကိုအကုန်ပြည့်စုံအောင်လို့ तू ရအောင်လှုပ်သွားတဲ့သဘောမျိုးဖြစ်နေတာနော်ပြီးတော့လူတော်တယောက်ဖြစ်မယ်သူ့လည်းဘယ်သူမှတတိမထားမိဘူးเนาะဟုတ်တယ်မီလည်းမမိဘူးเนาะဟုတ်တယ်အဲ့ဒါပြောတာလေအဲ့တော့တော်တော်ကြီးတော့ဒါဟို
လူတော်တယောက်ပေါ့လူအဲ့လိုပဲပြောရမှာနော်လူတော်တယောက်ပေါ့နော် ဒါပေမဲ့ထမင်းစားရက်တွေကလည်းများတယ်နော် ဟုတ်တယ်တကယ်လို့အဲ့လိုမျိုးပျောက်သွားတာဆိုလူတော်တယောက်ပေါ့ဒါပေမဲ့ तू တေဆုံးသွားခဲ့တာဆိုလို့ရှင်တော့လေဒါ तू ခုနပြောတယ်မိုင်မဲဆိုခုံချလိုက်တာလို့ပဲ तू ပြောရမှာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့အဲ့ဆိုလို့ဆက်ပြောပါဦး ဆက်ပြောမယ်နော်2016ခုနှစ်45နှစ်အကြာမှာ FBI ကဒီကိစ္စကိုတရားဝင်ရပ်တန့်လိုက်တယ်ဒါပေမဲ့ဒီကိစ္စကတူညီတဲ့လက်ပွေရမရှိခန္ဓာကိုယ်တွေးရှိရခြင်းမရှိဝန်ခံချက်မရှိပဲမဖြစ်ရှင်းနိုင်သေးပါဘူးဒီဘီကူပါရိုးရိုးရာဇဝတ်သားတယောက်တည်းပို့ပါတယ်သူဟာဒန္တာရီတစ်ခုဖြစ်သွားခဲ့ပါပြီလီထဲကိုခုံချပြီးအမြဲတမ်းပျောက်ကွယ်သွားခဲ့တဲ့လူတစ်ယောက်ပါတချို့ကသူတည်သွားပြီလို့ယုံကြည်ကြတယ်တချို့ကတော့သူအောင်မြင်စွာလွတ်မြောက်ခဲ့တယ်လို့ထင်ကြပါတယ်ကဲကိုရာတူကြီး ဗျာ နော်ဒီတစ်ပတ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေလည်းကိုရာတူစိတ်ဝင်စားရပါတော့ စိတ်ဝင်စားတာပေါ့စိတ်ဝင်စားပါအခုနားထောင်နေနေကိုလိုက်ပြီးတော့စဉ်းစားနေရတာပေါ့နော်ဟိုထင်မြင်စချက်တွေကလည်းတကယ်ဖြစ်နိုင်ကြီးတွေများနေတာလीနော်ဒီကိုပါတကယ်ပဲဟိုသူရဲ့ဟိုအစီအစဉ်အောင်မြင်လို့လွတ်မြောက်သွားတာလားဒါမှမဟုတ်လို့ပဲခုနကပြောလို့ဖြစ်နိုင်တဲ့ဒီဟိုမိုးသိညာကြီးမှာတောအုပ်တွေတဲ့နော်ထူတတ်တဲ့နေရာမျိုးတွေမှာခုံချသွားလို့ပဲတကယ်ပဲသူအစအနပျောက်ပြီးတော့ပဲတခါလေသူတည်ဆုံးသွားတာလားเนาะနောက်ပြီးလို့ရှိရင်ခုနကပြန်မိတယ်ဆိုတော့ဟိုဟာထဲမှာလေဟိုတယောက်လေသူနဲ့လည်းအေးဟုတ်တယ်เนาะအဲ့ဒါကလည်းသူပဲလားပေါ့เนาะဟိုစဉ်းစားကြရတော်တော်များတယ် လားပေါင်းများစွာ လားပေါင်းများစွာပေါ့တကယ်ဟိုစိတ်ဝင်စားဖို့လည်းတကယ်ကောင်းပါတယ်ကျေးဇူးလည်းအများကြီးတင်တယ်เนาะရှာပေးတဲ့အတွက်เนาะ နောက်ထပ်လည်းစိတ်ဝင်စားစရာအပိုင်းတွေကိုဆက်ပြီးတော့ရှာလာခဲ့ပြီမယ်နော် ဟုတ်ပြီကိုတာလူလေးရှာခဲ့ပေးမယ်လေဟုတ်ပြီ ကဲပရိသတ်ကြီးလည်းဒီနေ့ကျွန်တော်ညီကုံတယောက်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းကျွန်တော်တာတီးနဲ့ကိုတာဒူးနဲ့ကနေပြီးတော့ဘလို့စိတ်ဝင်စားစရာရှိတဲ့ M-Socket ဖြည့်ရှင်းများတဲ့ပုံစံများစီကိုရှာလာပေးမလဲဆိုတာကိုတော့ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုလိုက်ပါအောင်နော် ကျေးဇူးတင်ပါတယ်ခင်ဗျာ အားလုံးကျေးဇူးတင်ပါတယ်